Australia နိုင်ငံတွင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်တော့မည်ဆိုပါကမြည်သည့်လုပ်ငန်းပုံစံကိုရွေးချယ်မည်ဆိုသည်မှာအရေးကြီးသောဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးအဓိကရွေးချယ်စရာများတဲ့တွင်ပုဂ္ဂလိကလုပ်ငန်းရှင် Sole Trader နှင့် Company တို့ပါဝင်ပြီးဒီပုံစံမျိုး၏ကွာခြားချက်များကိုနားလည်ခြင်းကသည့်လုပ်ငန်းအတွက်အကောင်းဆုံးကိုရွေးချယ်နိုင်ရန်ကူညီပါလိမ့်မည်ပုဂ္ဂလိကလုပ်ငန်းရှင်ဆိုသည်မှာလုပ်ငန်းကိုတဦးတည်းပိုင်ဆိုင်ပြီးလုပ်ကိုင်သူဖြစ်ပြီးဒီထောင်ရန်အလွယ်ကူဆုံးနှင့်ကုန်ကျစရိတ်အသက်သာဆုံးပုံစံဖြစ်ပြီးလုပ်ငန်းနှင့်ပိုင်ရှင်သည်ဥပဒေအရတသားလေးဖြစ်ပြီးလုပ်ငန်း၏အမြတ်ဆုံးအားလုံးကိုပိုင်ရှင်ကရရှိတော်လဲလုပ်ငန်း၏အကျိုးများနှင့်တာဝန်ယူမှုများအတွက်ပိုင်ရှင်၏ပုဂ္ဂလိကပိုင်ပစ္စည်းများပါတာဝန်ရှိပြီးအခွန်ကိုလည်းပိုင်ရှင်၏တဦးချင်းဝင်ငွေခွန်နှုန်းထားအတိုင်းပေးဆောင်ရသည်ကုမ္ပဏီသည်ဥပဒေအရတည်ခြားရပြီးသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီးပိုင်ရှင်များအစုရှယ်ယာရှင်များနှင့်တည်ခြားစီဖြစ်ပြီးတည်ထောင်ရန်နှင့်စီမံခန့်ခွဲရန်ပုဂ္ဂလိကလုပ်ငန်းရှင်ထံပိုမိုရှုပ်ထွေးသည်ကုမ္ပဏီ၏အကျိုးများနှင့်တာဝန်ယူမှုများသည်ကုမ္ပဏီပိုင်ပစ္စည်းများသာသက်ဆိုင်ပြီးပိုင်ရှင်များ၏ပုဂ္ဂလိကပိုင်ပစ္စည်းများတာဝန်ယူရန်မလိုပါပြင်ကိုအကန့်အသတ်ရှိသောတာဝန်ယူမှု Remuneration ဟုခေါ်သည့်အခွင့်ကိုကုမ္ပဏီအခွန်နှုန်းထားဖြင့်ပေးဆောင်ရသည်တာဝန်ယူမှုအရာပုဂ္ဂလိကလုပ်ငန်းရှင်သည်အကန့်အသတ်မဲ့တာဝန်ယူမှုရှိပြီးကုမ္ပဏီသည်အကန့်အသတ်ရှိသောတာဝန်ယူမှုရှိပြီးအခွန်ကောက်ခံမှုမှာလည်းကွာခြားပြီးပုဂ္ဂလိကလုပ်ငန်းရှင်သည်တဦးချင်းနှုန်းထားဖြစ်ပြီးကုမ္ပဏီသည်တိကျကုမ္ပဏီနှုန်းထားဖြစ်သည်ဒီထောင်ချင်းနဲ့စီမံခန့်ခွဲမှုလုပ်ပေးမှုမှာကုမ္ပဏီကပုံများသည့်စည်ရင်းပြုစုထိန်းသိမ်းခြင်းနဲ့စီမံစည်းကမ်းလိုက်နာမှုများပုံမလိုအပ်ပြီးရန်ပုံငွေရှာဖွေခြင်းနဲ့လုပ်ငန်းချက်တင်ခြင်းအတွက်ကုမ္ပဏီပုံစံကပုံမလွယ်ကူသည်ဒီပုံစံကိုရွေးချယ်ပြီးဆိုဒီမှာတစ်လုပ်ငန်း၏တဘာဝဝင်ငွေပမာဏအနည်းခံနိုင်ရည်နှင့်ရည်ရှိရည်မှန်းချက်များပေါ်မူတည်ပြီးအကန့်အသတ်နဲ့တာဝန်ယူမှုနှင့်ရွေးချယ်မှုကိုလိုလားပါကပုဂ္ဂလိကလုပ်ငန်းရှင်ကတစ်လုပ်ငန်းကိုအကန့်အသတ်ရှိသောတာဝန်ယူမှုနှင့်ကြီးပွားမှုအလားအလာကိုလိုလားပါကကုမ္ပဏီကပိုကောင်းနိုင်ပြီးဆုံးဖြတ်ချက်မချမီကျွမ်းကျင်သူနှင့်တိုင်းမြင့်ဆွေးနွေးတင်ပါသည်